တပွေတဲ့ကျန်းနဲ့ဆိုတာဘာလဲဆိုတာကိုပြမယ် let's go ကောင်းနေကွာဒါပေမဲ့နွားကွာနွားလေဒီစင်စကီကိုတော့ရှိုးလိုက်နော်ကိုရီလက်နဲ့ကောင်းနေပြီမရှားယောက်ကကောင်းနေကုန်မှလေးပေါ်မှာလွင့်နေတဲ့ညာလေးပဲရှိသေးတယ်အမေသူကစတုတိတာကျွေးရဆိုပြီးပြီးသွားလာစားတာအမလေးထိုင်ကုန်မရတဲ့ပြင်ရှော့ပြီးအမပြောချင်တာအဲ့ရှိရကောင်ပြောနေတာကြည့်နေသူ့ကိုသူပြောသားကြီးထွက်နေတယ်မှတ်နေတာထွက်ချင်အောင်အဲ့ဒါထွက်ချင်အောင်သူ့လိုမျိုးအမျော်ကင်းရရင်အော်ကောက်ကလူတွေကိုအနိုင်ကျင့်ရတဲ့ feeling ရလေဘာနဲ့မှမတော်ဘူးငစားကိုပဲမြင်တာအပေါ်ရင်တည်ကြီးကြလာတာမမြင်ဘူးအပေါ်လေးပါလေးနဲ့နေပါမော့ကြီးအောင်အမတည်ကြီးဝင်သွားပြီးမျက်နှာချင်းဆိုင်လမ်းမှာတွေ့တာရှောင်းလွဲစရာကြီးများကျင်းမြောင်းလို့သေးပြီးဒီ Spider-Man event တော့တကယ်ကိုကြိုက်တယ်ဗျာ Spider-Man လက်ရည်လေးနဲ့ရတာလို့အခုလိုမျိုးကင်းရရင်လိုက်ပြီးအော်ကောင်းလူတွေနှိမ့်ဆက်တဲ့ feeling ရလေတကယ်ကိုဘာနဲ့မှမတော်ဘူးတကယ်ကိုကောင်းတယ်နင်ထွက်သွားတော့မယ်ဆိုငါလှည့်ကြည့်အောင်ဒီကောင်းရဲ့ဘဝကိုကြည့်သူမနောက်တစ်ယောက်နဲ့အညောင်လုံးနေပြီသူ့မှာချောင်းကြီးခိုးထုဘဝနဲ့ခိုးထုခြင်းအဲ့ဒါထူအောင်မလားအမှန်တော့ပြဿနာဒီကားစားချောင်းကြီးခိုးထုကောင်ပြစ်လိုက်တယ်ဆိုမကြီးသူတို့သမီးရောက်ပါတယ်ငါဝိုင်းပြီးအမဲဖြတ်တာမကြီးမင်းအောင်ရေးဒီကောင်လေးတစ်ပွဲလုံးကလေချောင်းကြီးခိုးထုတဲ့ကောင်နဲ့စောမရှိကောင်နဲ့စောပြစ်ကောင်နဲ့အဲ့လိုကောင်တွေလည်းမသိပါဘူးကွာမကြီးပါဘူးရေးတဲ့ကြောင်းတဲ့ငါလုံးကြံတဲ့ကျိုးကလွဲနေသေးတယ်လီလိုပဲဟေးအဲ့မှာပြေးရပါလေရောသမီးရောက်ပါ3အောင်လုံးဝိုင်းလိုက်တာရောရေးငါမပဲပြေးလို့ပြေးရမှမသိဘူးဖြစ်ပုံဖြစ်နည်းကိုလည်းကြည့်အောင်ဒီမှာကစ်စင်ဆွဲပြီးတော့မအဲ့ဒါကိုပြစ်တာမထိပါဘူးတဲ့နောက်ကတကောင်လာနဲ့ငါလည်းထွက်ပြေးပါလေရောကွာကြည်လေးဖြစ်ပြီးငါလည်းဟိုကြည်ဒီကြည်နဲ့ဟောဟိုက်မှာကစ်စင်ဆွဲပါလေရောသေရောငါလုံးမှာပဲ